ငါတို့ရဲ့ငယ်ဘဝတခြင်းလေးဆိုတော့လုံးလုံးမရခေါ်နေတော့ကနိုင်တလုံးကအိမ်ကိုရောက်လာတယ်နိုင်လက်တပါတာကြီးကဘာလုံးရပါလဲဘာလဲဒီအောင်ပတ်ချီတော့မှငါကောင်းကောင်းနားလဲပဲတစ်စဲပုံစံမျိုးဆောင်ထိုင်ကပြောတာတကယ်ကိုမိုက်ပါတယ်ညံမီတော့မကောင်းကောင်းလဲသိဆုံးနဲ့လက်လေးပဲနဲ့ပြတ်စားတော့မင်းတို့